ကျွန်တော်အခု organic တွေထပ်စားကြဖို့နောက်ထပ်ရွာတစ်ခေတ်ကိုရောက်နေတာပါဗျာကျွန်တော်နဲ့အတူတူ organic တွေလိုက်စားကြပါအောင်ဗျာအမျိုးတို့ရေမကြီးသီးတွေကိုပြုတ်ခဲနေတာပဲပြုတ်တကယ်ကို organic အစ်စ်ကြီးတွေပါဗျာစားကြပါအောင်အရင်ကျွေးပါတယ်ဗျာအမျိုးတို့ရေကျွန်တော်အခုဒီရွာရဲ့နာမည်ကြီး organic ကြီးကိုစားရဖို့ဒီကဦးလေးကိုလက်ဆောင်ပေးပြီးအကူအညီတောင်းနေတာပါဗျာလက်ဆောင်ကတော့သူ့မိမမသိအောင်ပေးရတာပေါ့ဗျာအမျိုးတို့ရေကျွန်တော်အခုနွားလဲစီးဘူးပြီပြုတ်ဖင်တော့နည်းနည်းနာတယ်ဗျဒါပေမဲ့ဟိုရောက်ရင် organic အစ်စ်ကြီးတွေစားရမှာဆိုတော့ဖင်နာရတာတန်ပါတယ်ဗျာအမျိုးတို့ရေနော်လဲမောင်းတဲ့ဦးလေးလှိုက်ဖို့လို့ဒီကကိုတုတ်ကြီးရဲ့အိမ်ကိုတော့ရောက်လာပဲပြုတ်သူ့ဆက်မှာဒီရွာရဲ့နာမည်ကြီး organic အစ်စ်ကြီးရှိတယ်ဆိုပဲဗျာအမျိုးတို့ရေကကျွန်တော်အခုကိုတုတ်ကြီးရဲ့အိမ်ထဲကိုရောက်နေပြီဗျာခဏနေရင်ကိုတုတ်ကြီးကသူ့မှာရှိတဲ့ organic အစ်စ်ကြီးကျွေးမယ်လေဗျာတော့အတန့်ကြိုက်တဲ့ကိုတုတ်ကြီးပါဗျာသူ့စီမှာရှိတဲ့ organic ကြီးကိုစားရဖို့ကျွန်တော်ကိုရေရင်ချိုးတယ်ဗျာမတက်နိုင်မလဲဗျာစားကျင်တော့ချိုးရတာပေါ့အမျိုးတို့ရေရေလဲချိုးပြီးပြီဆိုတော့ကိုတုတ်ကြီးစီမှာရှိတဲ့ဒီရွာရဲ့နာမည်ကြီး organic ကြီးကိုတွားစားလိုက်ပါအောင်မယ်ဗျာကိုတုတ်ကြီးရဲ့ organic ကြီးကကောင်းလိုက်တာတော့ဒီရွာကနေတော့မပြန်ကျင်တော့ဘူးအမျိုးတို့ရေကျွန်တော်နောက်ထပ်ဗစီတွေတွားပြီးဘာ organic ကြီးတွေစားပြရမလဲဆိုတာကွန်မန့်မှာမှန်ခဲ့ပါအောင်ဗျာ